မိဝင်ဖို့ကြဗျာတစ်ဒုက္ခတွေကိုပြပြပြီးမင်းကငါ့ကိုမြူဆွဲရဲ့ငါဘာကောင်လဲဆိုတာသိဖို့ငါဘိုက်ကိုဓာတ်နဲ့ထိုးကြည့်ဖို့တော့မကြိုးစားနဲ့လေငါဘဝရဲ့ဖြစ်တည်မှုဟာငါဘိုက်ထဲမှာမရှိဘူးငါမှရှိသမျှဘဝရဲ့အတိတ်ပဲတွေမင်းကိုသာပေးလိုက်စမ်းကြည့်ရဲ့ငါမှဗလာလက်ကြံအခွန်ကြီးကြံရစ်ခဲ့စမ်းပါစေမင်းနဲ့ပတ်သက်လို့ကတော့လားပြပြဝမတက်ကြောက်ထူးတုံရဲ့ပထမဆုံးတနတ်တန်ချားကလေးကလက်နဲ့ချဖို့စိတ်ကူးနေသူပါမင်းနဲ့ပတ်သက်တဲ့ငါအနာဂတ်တိုင်းဟာဘယ်တော့မှငါစီကိုရောက်မလာခဲ့ဘူးထင်းရှူးတွေနေပေါ်တဲ့တောအုပ်ကြီးရဲ့အမြဲတမ်းပုံပုံနေတဲ့အနာဂတ်ပါယူစမ်းပါစေဆိုပြီးမင်းပြစ်ပေးခဲ့တဲ့အဲ့ဒီအထုပ်ကိုရတဲ့နေ့ကစတညာမှအိတ်မပျော်တော့ဘူးဟင်းလင်းပြင်ယူပွေးဖက်ငါထွက်တဲ့ဝင်သက်တိုင်းမှာမီးနဲ့ရေကိုခြုသွင်းမှုတ်ထုတ်အပြင်းစားအာယုံတွေကိုငါစားသုံးရဲ့လှုပ်ခတ်နေတဲ့ငါစိတ်ရဲ့အတန်ပလန်တွေကိုမင်းကြားရဲ့လားဟေးငါ့ကိုတနာလို့ဆိုပြီးတော့များမင်းဖန်တီးထားတဲ့ဇက်ကွက်ဇက်လန်တွေရက်တန်းကရမပြစ်လိုက်ပါနဲ့ငါဆက်ပြီးယူစမ်းမရစီနားမလဲပါဘူးဆိုတာကမင်းငါ့ကိုနားလေတာပါပဲမိဝင်ဖို့ကြဗျာနဲ့အုံဆိုင်နေတဲ့စီးနှင်းထူတဲ့နေအောင်ကြဲကြဲထိုးချလိုက်တဲ့အခါမင်းငါနှလုံးသားကိုတတိယပေါ်ကွယ်ဟေးမိဝင်မင်းကငါ့ကိုနားမလဲဘူးဟတ်လားကင်ကြည့်လိုက်လေငါတကူလုံးတစ်ဆက်ဆက်တုန်ခါနေတာမင်းတွေ့ရမှာပဲဟောဒီဂန္ဓာရတောအုပ်ကြီးကိုဘယ်သူမှတားဆီးမရတယ်လို့မျိုးပေါ့ငါကမင်းကိုချစ်တာကြည်စမ်းမင်းကငါ့ကိုဒုတိယရန်စားထဲမှာထည့်ထားခြင်းတပေါ့တကယ်တမ်းကျငါကတတိယရန်စားလူတစ်ယောက်ပါကွာလူတစ်ယောက်ဘယ်လောက်ထိချစ်နိုင်နေဆိုတာမင်းကမယုံဘူးဟာလူတစ်ယောက်မိုးပေါ်ပြန်နိုင်နေဆိုတာမျိုးကြမင်းကယုံမြန်ရောတငွေ့ငွေ့ကြံရိတ်ခဲ့တဲ့မင်းရဲ့တရောတော်တော်ပြုံးလေးကိုပဲတသက်လုံးသိမ်းဆဲထားရတော့မဲ့ငါဖြစ်ပါကွာငါဘဝရဲ့ဖြစ်တည်မှုနဲ့မင်းလက်ကိုထိုးသွင်းကြည့်လိုက်စမ်း။ကိုင်းအချစ်နဲ့တွေရတယ်မဟုတ်လား။မင်းနဲ့ပတ်သက်ပြီးတိုင်းငါရရှိလာတဲ့ပျော်ရွှင်မှုဆိုတာစစ်ပွဲကြီးတစ်ခုပြီးသွားတဲ့အခါကြည်စံခွန်လိုက်ကောက်ရတဲ့ကလေးလိုပါပဲ။ဘာမှမသိတဲ့အရာတွေအပေါ်ဘာမှမသိပဲလိုက်ရောနေရတာငါဘဝပါကွယ်။ငါချစ်ဟာမင်းဘာသာပြန်လို့မရနိုင်လောက်အောင်မချုပ်ထွေးလာပါဘူးပြင်းထန်လို့နဲ့အာယုံခံစားမှုနဲ့တုန်ခါနေတဲ့ဘဝရဲ့ရစ်တန်ကိုပေါင်းဆက်ထားတာတခုပါပဲလေဝင်းထဲမှာလမ်းချောက်ရတယ်လို့မျိုးတော့မလွယ်ကူဘူးပေါ့ကွာငါအသက်အရွယ်ကြီးနေကြမှာအဆွေးသရှင်းတွေစုမနေပါရစေနဲ့တော့မိเจ้าတွေပေါ်တဲ့ပင်လယ်ပြင်ကြီးနဲ့တခါတည်းသာခုန်ချလိုက်ချင်ရဲ့မိဝင်ဖို့ကြဗျာတော့အမှန်တရားကိုဝန်ခံဖို့ရာမူသားတဝက်နဲ့ငါရောက်လာခဲ့တာလို့မင်းကငါ့ကိုထင်နေရောလားဟေးမိဝင်မင်းကငါ့ကိုအဲ့ဒါလိုမျိုးထင်နေသလားလူတချို့ကတော့ဒါကိုအချစ်လို့ဆိုကြတာပဲငါကတော့ငါနှုတ်ပြမှုစီနောက်တစ်ချိန်ပြန်ရောက်လာတဲ့ငါနှလုံးသားရဲ့အော်တန်းလို့သာဆိုလိုက်ချင်ရဲ့မင်းကငါအသိနှလုံးရဲ့အလင်းရောင်လေးမင်းကငါအိမ်မက်တွေကိုထည့်ပြီးထွန်းညှိထားတဲ့မီးရိမ်ငယ်ကလေးလေးမင်းကသာစိတ်ပါလက်ပါဖြစ်လိုက်စမ်းပါကွာတစီတရေရဲ့အကြောင်းငါကပြမယ်ဆုံးမရဲ့တကောင်ရန်စီဝေးပွဲညအော်ပရာကိုငါလိုက်ပြမယ်
အယူကြီးဒွန်ကွီးစုပ်အကြောင်းငါဖတ်ပြအောင်မယ်အမှန်တရားနဲ့အမားတွေချင်းပဲစုပ်ကန်မိတတ်တဲ့ဟော်ဒီညံ့ဖြင်းဖြင်းကြပြဆရာတယောက်အနေနဲ့ငါစွမ်းဆောင်နိုင်တဲ့အရာဒါအကုန်မဲလို့တော့မထင်လိုက်ပါနဲ့ကွယ်မိဝင်ဖတ်ဖို့ချစ်ပုံမြင်တွေငါရေးနိုင်သေးရဲ့ဒီအချိန်မျိုးမှာငါဟာတဆက်ဆက်တုံခါပြီးမော်ဝင်နေတဲ့ကြပြဆရာတယောက်ပေါ့ကြပြရီနဲ့မင်းကိုအစာကျွေးမဲ့ငါပါဒီအချိန်မျိုးမှာငါဟာဖျားသခင်နဲ့ဝေးနိုင်သမျှဝေးတဲ့နေရာငါကူငါလွတ်ပြေးလိုက်ခြင်းရဲ့ယူတုံမှုနဲ့မင်းကိုအစာကျွေးမဲ့ငါပါမိဝင်းရဲ့ငါသာမဟုတ်သေးဘူးငါအိမ်ခေါင်မိုးမှာကတ်နေတဲ့တောက်တဲ့တကောင်ဟာလဲငါလိုပဲခံစားမှုဝါဒီသမားတယောက်ပါကွာဒီကောင်အကြောင်းငါရိပ်မိတာဘာကြသေးလို့လဲကဘာကြီးဟာတနေ့တခြားလူသားရဲ့ကာမရာဂနဲ့မကောင်းမှုဒုစရိုက်တရားတွေကိုမျိုးမျိုးချခဲ့ရလို့ငါတကူလုံးရောင်ကိုင်းနေပြီမိဝင်းရေရောင်ကိုင်းနေပြီဇက်ကောင်များသည်ခရီးလန်းဆုံးသို့ရောက်ကြသောအခါအတိတ်ဤသင်ခန်းစာများကိုယူပြီးလူတော်လူကောင်းများဖြစ်သွားကြလေသည်ဟု၍ဝီလျံဖော့ကနာကမဆိုလိုပေတဲ့ကဲဘယ်နဲ့လဲငါအစိတ်အခြေအနေကိုငါကိုယ်တိုင်မြင်မှန်ရတနေ့ကြရင်တရားရသွားလိမ့်မယ်လို့မင်းကငါ့ကိုမျှော်လင့်နေသလားသွားစမ်းပါအနှစ်သာရဟာစကလုံးတွေနဲ့ဝေးနိုင်သမျှဝေးထွက်ပြေးနေတယ်လို့မျိုးပေါ့အေးဆက်ပြီးအတံမထွက်နိုင်အောင်စော့အားဘုံလဲကျသွားတဲ့အထိငါချစ်နေအောင်မှာသိလားသိရဲ့လားအပြင်းစားအာယုံတွေမီးလောင်နေတယ်လို့မျိုးနဲ့ငါချစ်ခဲ့မင်းကိုငါချစ်ခဲ့ကြပြာတွေနဲ့မိဝင်းကိုအစာကျွေးမဲ့ပိုင်ဆိုးဝေပါမိဝင်းဖို့ကြပြာလေးလှည့်ပြားတဲ့ယူပါရုံကြီးရဲ့အလှည့်စားခံခြင်းလို့တဆက်တုံနေသူပါအတိတ်ပဲရှိခြင်းနေနောက်ငါမလိုက်ခဲ့တာနှစ်ပေါင်း30ကျော်ခဲ့ပါပြီကွာငါအိမ်မက်တွေကိုပြပွဲလုပ်ဖို့မိဝင်းရှိရာငါရောက်လာခဲ့ရဲ့ငါဆိုရဲကောင်ကတော့မအိပ်ဆက်ပဲလဲအိမ်မက်တွေအမြဲတမ်းမက်နေတတ်သူပါငါကြိုက်ချီပြန်တမ်းမဲ့အလင်းနှစ်တတန်းအထိငါရာဇဝင်ငါအစင်အလားငါတက်မှတ်မှုဥယျာဉ်နှန်းတော်ငါတွေးခေါ်မှုနမိတ်ပုံပန်းဝင်ငါတင်ဂီတငါကိုရောင်ကိုဝါကဘာနဲ့အလင်းအမှောင်မျှတာတိတ်တဲချစ်လက်ပူနွေးချစ်ခင်တက်မှတ်မှုခွန်အားပြင်းချတာငါအတ္တရဲ့ကောက်ကွေးသေးမြင်တဲ့မြင်းနှကြောင်းပေါ်မှာစိတ်စောအဟုန်ပြင်းထန်မှုနဲ့အိဋ္ဌိယတောင်တန်းတွေအထက်ကြော်ဖြတ်ပြီးငါရောက်လာခဲ့ပေါ့ပလက်လန်ပြီးပြန်တန်းချင်းအတက်ကိုတင်ယူခဲ့တဲ့ငှက်တကောင်လိုမိဝင်းချီယာငါရောက်လာခဲ့ပေါ့ညင်းဆိုခြင်းခံလိုက်ရတဲ့တက်ပြင်းချတဲ့တစ်ခုနဲ့အတူအမြင့်ဆုံးတောင်တန်းအနက်ဆုံးပင်လယ်အကျယ်ပြန့်ဆုံးဟင်းလင်းမြင်စီငါထွက်သွားရတဲ့အခါမိဝင်းမင်းနောင်တတွေနဲ့မကြံရစ်စေခြင်းဘူးလူတွေကငါအကြောင်းတချင်းလောက်ပြီးဆိုတဲ့အချိန်ကြာမှနောင်တတွေနဲ့မကြံရစ်စေခြင်းဘူးငါချစ်တဲ့မင်းကဘာတီမှာယုံပါအခုကိုပဲကြည့်လေလူတွေငါ့ကိုမေးကုန်ကြပြီစပင်အဖွေးသားနဲ့ကန်နဝင်းအဆွေးသမားကြီးဆရာပိုင်စိုးဝေချင်းမိဝင်းဆိုတာဘသူပါလဲတဲ့မိဝင်းဖို့ကြပြာငါနောက်တစ်ချိန်ကြပြာရေးတဲ့အခါကဘာကြီးဆိုတဲ့စကားလုံးမပါဘူးအချိန်ချင်းငါ
ဆုံးဖြတ်မိရဲ့အဲ့ဒီဆုံးဖြတ်ချက်တစ်သက်လုံးငါတည်ဖို့ရာငါကူငါဆုံးဖြတ်နိုင်ပါမလားကဘာကြီးဒီနေ့တစ်ချိန်ငါဦးကောင်းပေါ်ဖြတ်သွားတဲ့နေမင်းကြီးကလည်းနေ့တိုင်းပဲလုံးလုံးဝိုင်းဝိုင်းဒီလိုနဲ့ငါမလိုချင်တာတွေငါပြန်ရငါထွေးပြီးသားတွေငါပြန်မျိုးချသုံးမရပါမဲ့လူမပြည့်ရတဲ့ငါဘဝကြီးကိုငါပြန်ပြီးတွေ့ညီခဲ့ရပေါ့မေးပြစ်လိုက်မိဝင်ရေဒီလိုနဲ့ကွန်ဆာဗေးတစ်ဖြစ်လိုက်လီဘရယ်ဖြစ်လိုက်ရိုမန်တစ်ဖြစ်လိုက်အက်ဇစ်ဖြစ်လိုက်မော်ဒန်နေမဖြစ်သေးတာတခုပဲအသေးနာစရာပါကွယ်ငါမလိုချင်တာတွေပဲရပြီးငါလိုချင်တာဘာတစ်ခုမှမရခဲ့တဲ့ကဘာကြီးအရက်ဆိုင်တွေမရှိရဲ့ညနေခင်းဆိုတာကြီးငှက်သားရကားတွေမရှိရဲ့တောအုပ်တအုပ်လိုပါပဲမြစ်တွေကိုငါမလိုချင်ခဲ့ဘူးတင်မောမှောက်တဲ့မိုးကောင်းကင်ပင်လယ်အတုနဲ့လူမှုရေးအတုနဲ့အမှုပညာကိုငါမလိုချင်ဘူးအဟောင်းတွေကိုပြောင်းပြန်လန်ထားတဲ့မော်ဒန်အတုကိုငါမလိုချင်ခဲ့ဘူးဟောဒီရင်ဘက်ကိုစမ်းကြည့်လိုက်စမ်းခုန်နေတဲ့နှလုံးသွေးဟာမင်းကလေးတယောက်တည်းအတွက်ပါကွယ်ဒါရူရီယယ်လင်ရဲ့ပြက်လုံးတစ်ခုမဟုတ်ပါဘူးစုကရေးတီးဆန်တဲ့အလွမ်းပြချက်တစ်ပုတ်လည်းမဟုတ်ဘူးကွယ်တရီဖုံးပြီးရွှေစာလုံးနဲ့ကပီးထိုးရမယ်ပိုင်စိုးဝေပါညက်ခင်းနေရတာနွားအုပ်ကိုရွေးချယ်ခွင့်ရှိတဲ့မေးပြစ်လိုက်မိဝေးကိုအိတ်ကတဲ့တပြားတစ်ချက်မှမပါခဲ့ရင်လမ်းပေါ်ကလည်းတပြားတစ်ချက်မှကောက်မတွေ့တတ်ဘူးကံကြမ္မာဆိုတာဒီလိုပဲမြားယူရသပေါ့အခုတော့ငါဟာမရင်ကျက်သေးတဲ့ဖခင်ကိုတူဖြစ်ခဲ့ရပြီမင်းနှလုံးသားစီအရောက်လာဖို့ရာအတောင်ပံမပါတာကလွဲရင်အားလုံးတည်းငါပြန်ဝဲနိုင်ရဲ့အသေးကွဲဘူးတဲ့ငှက်တွေပြန်ခွင့်မရှိရဲ့ကောင်းကင်မှာထင်ရကိုငါဆိုင်ခဲ့ပေါ့ပိုင်စိုးဝေ